ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာပြီးဂုံယူပါတယ်မင်းတို့နှစ်ယောက်အိမ်မက်ထဲကနိုးထလာနိုင်ခဲ့ပြီလို့ပြောလိုက်ပါတယ်အဲ့ဒီအတန်က Mohammed Aslam မှာကြုံခဲ့သမျှအရာအလုံးဟာ Mohammed Flu ရဲ့ဖန်တီးထားတဲ့အိမ်မက်ကဘာသာဖြစ်ပြီးသူတို့ဟာတကယ်တမ်းကျွန်းပေါ်ကိုတော့မရောက်ခဲ့ဘူးလို့ရှင်းပြပါတယ်တချင်းတန်ကိုကြားလိုက်တဲ့အချိန်ကစပြီးအိမ်မက်ထဲဝင်သွားခဲ့တာဖြစ်ပြီးအဲ့ဒီထဲကအရာအလုံးကအတူအယောင်တွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့ဆုံးဖြတ်ချက်တွေစိတ်ထားတွေလုပ်ရက်တွေကတော့အစစ်အမှန်ဖြစ်နေခဲ့ပါတယ်ထို့နောက် Mohammed Flu အကြောင်းကိုဆက်လက်ရှင်းပြရမှာဒီယတနာဟာရေမဆိုးမီးမလောင်တဲ့အရာဖြစ်ပြီးတာမန်လူတွေကတပေတောင်ပိုင်ဆိုင်ဖို့ခက်ခဲကြောင်းဒါကိုဆောင်ထားနိုင်ရင် extraordinary journey မှာအသက်ရှင်နိုင်မဲ့အခွင့်အရေးပိုများလာမယ်လို့ပြောပါတယ်။ဒါလမ်းစဉ်ကိုရှောက်လန်းသူတွေကိုအဆင့်၄ဆင့်ခွဲထားပြီးစတုထအဆင့်ကတော့အထီးကျန်မှုကိုခံနိုင်ပေမဲ့အိမ်မက်ထဲမှာထာဝရပိတ်မိနေတဲ့သူတွေဖြစ်ပါတယ်။တတိယအဆင့်ကတော့အိမ်မက်ကိုဖောက်ထွက်နိုင်ပြီးပြန်မလဲတော့တဲ့သူတွေဖြစ်ကြပါတယ်။ပထမအဆင့်ကတော့နောက်တနေ့တွေ့ရင်ကိုယ်တိုင်သိလာမယ်လို့သာပြောထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီယောလန်းစင်ရဲ့အကြီးမားဆုံးရန်သူဟာနတ်ဆိုးတွေဘီလူးတွေမဟုတ်ဘူးကိုယ့်ရဲ့မူလစိတ်နဲ့ရည်ရွယ်ချက်ကိုမပြောက်ဆုံးအောင်စောင့်ရှောက်နိုင်ဖို့ကအခက်ခဲဆုံးပဲမင်းတို့ဒီလန်းကိုစလျှောက်ခဲ့တဲ့အကြောင်းရင်းကိုဘယ်တော့မှမမေ့နဲ့လို့သတိပေးလိုက်ပါတယ်ခီးဆက်ရင်ထူးဆန်းတဲ့နေရာတစ်ခုမှာလူတွေဟာအသားအနှဲငယ်ကိုတောင်လူရဲ့ရင်တက်ဖြတ်နေကြတာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာမီးခိုးရောင်ခန္ဓာကိုယ်ပိုင်ရှင် Firecloud Ancestor ရဲ့တပည့်တစ်ယောက်ပေါ်လာပြီးငါက Firebody ကိုပိုင်ဆိုင်ထားတဲ့သူ Firecloud Ancestor ရဲ့တပည့်ဖြစ်တဲ့အိမ်မက်ထဲမှာသွားမရခဲ့ပြီးအရှိပင်လဲကိုဖျက်ဖို့အမိတ်ရထားတဲ့ငါကိုဘသူကတားရဲတလဲလို့ကြွေးကြော်လိုက်ပါတယ်သူ့ရဲ့အင်အားနဲ့နောက်ခံကြောင့်လလန်းချောင်းရဲ့စီးမြင့်တွေကိုတောင်ဂရုမစိုက်ပဲဖျက်ဆီးနိုင်ခဲ့တယ်ဒုက္ခချင်းနဲ့ Meng Zheng ကဒီလူကိုကြည့်ပြီးဒါဟာပထမအဆင့် The Secret ပဲအင်အားလည်းရှိတယ်နောက်ခံလည်းခိုင်မာလို့စီးမြင့်တွေကိုတောင်မလိုက်နာပဲရှေ့ဆက်နိုင်တယ်ဆိုတာကိုနားလည်သွားကြပါတယ်အဲ့ဒီနောက်ဒေါ်ကျူချင်းကနောက်တနေ့ငါရဲ့ aptitude ကိုအမြင့်ဆုံးအထိမြင့်နိုင်ရင်သူတို့လိုအားကောင်းလာနိုင်မလားမဖြစ်နိုင်ရင်အခုကစပြီးအစကနေပြန်စမလားလို့တွေးနေချိန် Meng Zheng ကမိုင်းတထောင်ခရီးဟာခြေလန်းတလန်းကနေစတင်ရတဲ့လူကောင်းတစ်ယောက်ဟာအိုးတလုံးလိုတနေရာထဲမှာရက်မနေသင့်ဘူးဒါမှကြီးမြတ်တဲ့အရာတွေကိုလုပ်နိုင်မယ်ဒီပင်လေကငါတို့နှစ်ယောက်ကိုမတားနိုင်ဘူးလို့အားပေးလိုက်ပါတယ်တနေရာအရောက်မှာအစိတ်ငွေ့တွေကြောင်းအသက်အောင်ကနှစ်ရက်သားတရားထိုင်လိုက်ပါတယ်ထိုအချိန်မှာအစွမ်းထက်တဲ့လူလေးရောက်လာတာကိုဒုက္ခချန်ကလန်းမြင်လိုက်ပါတယ်တစ်ချိန်ထဲမှာတင်းမောဘုတ်ကိုပင်လယ်ဖွကြီးစီးထားတဲ့သူရောက်လာပြီးဒုက္ခချင်းကတော့ဘာမှမရှင်းပြပဲတိုက်ချင်ရင်လာတိုက်ငါကတိုင်းသမားစကားနဲ့မရှင်းဘူးလို့သာပြန်ပြောလိုက်ပါတယ်တိုက်ပွဲစဖြစ်ချိန်ကောင်းကင်ဘော်ကနေဖိုးကြီးတယောက်ရောက်လာပြီးတော့ဒုက္ခချင်းကိုလက်ဝါးကြီးနဲ့တိုက်ခိုက်ပါတယ်တိုက်ပွဲတွေကအဆက်မပြတ်ပြင်းထန်လာပါတယ်မင်းရှန်ရဲ့ spell တစ်ချက်ကြောင့်ရန်သူတို့ကလည်းအဝေးကြီးကိုလွင့်စင်သွားပါတယ်ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာဒုက္ခချင်းကမင်းရှန်ဟာလူစုကွဲပြီးပျောက်သွားတာကိုသိလိုက်ရပါတယ်ဒါကြောင့်သူတို့နှစ်ယောက်အမြန်ဆုံးပြန်လည်ဆုံတွေ့ဖို့လိုအပ်နေပြီလို့ဆုံးဖြတ်လိုက်ပါတယ်အယူပြောခဲ့သလို extraordinary journey မှာစုစုပေါင်းစမ်းသပ်မှု9ခုရှိပြီး10ခုကိုအောင်မြင်စွာကျော်ဖြတ်ပြီးသားဖြစ်ကနောက်ဆုံးကျန်နေတဲ့စမ်းသပ်မှုကတော့ Phases 1ရဲ့အမွေအနှစ်ပဲဖြစ်ပါတယ်အဲ့ဒီနေရာကိုရောက်တဲ့အခါငါ့ကိုမျက်နှာပေးစမ်းလို့အဆက်မပြတ်အော်ဟစ်နေတဲ့ထူးဆန်းတဲ့ဘီလူးတစ်ကောင်ကိုတွေးလိုက်ရပါတယ်ဘီလူးကတော့လူတွေရဲ့မျက်နှာကိုလူယူနိုင်လေသူ့ရဲ့စွမ်းအားပိုကြီးလာလေဖြစ်နေပါတယ်ဒေါက်ကျူချင်းကတော့ဒီဘဝမှာငါအခြားကမ်းခြေကိုတေချာပေါက်ရောက်ရမယ်မတေမျိုးလန်းစင်ရဲ့ပထမခြေလန်းကိုတေချာပေါက်လှမ်းမယ်လို့အော်ဟစ်ပြီးရှေ့တိုးတိုက်ခိုက်လိုက်ပါတယ်တိုက်ပွဲအတွင်းဒီမျက်နှာဟာငါရဲ့မျက်နှာငါရဲ့ဘဝပဲဘယ်သူမှလူယူလို့မရဘူးလို့ကြွေးကြော်ရင်းအပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်